မနေ့ကသူ့ကိုနမ်းခဲ့တဲ့ကွမ်းစိန်ဟာဒီနေ့တော့တခြားယောက်ျားတစ်ယောက်နဲ့ရေရေမောမောစကားပြောနေတာကိုမြင်လိုက်ရတဲ့အခါတာကြီးရဲ့ဒေါသတွေချက်ချင်းပေါက်ကွဲထွက်လာတဲ့လွန်ခဲ့တဲ့တစ်လလောက်ကသူအားလည်းရထွက်နေချိန်မှာကွမ်းစိန်ကရုတ်တရက်သူ့ဘဝထဲဝင်ရောက်လာခဲ့တာကွမ်းစိန်ကသူ့ကိုတိုက်ရိုက်စိတ်အားထက်သန်စွာချင်းကပ်ခဲ့တဲ့အကြည့်တိုင်းအပြုတ်မှုတိုင်းမှာချက်ချင်းမြတ်တာတွေပြည့်နေနေခဲ့ပေမဲ့တာကြီးကတော့မွေးရပါအေးဆက်သူတစ်ယောက်ဖြစ်တဲ့သူကလူတိုင်းနဲ့တမင်ခက်ခွာခွာနေတတ်သူပါဒါပေမဲ့ကွမ်းစိန်ကတော့ဘယ်တော့မှအလျှော့မပေးခဲ့ဘူးအခမဲ့စေကူတာရေးခီးစဉ်တွေမှာသူနဲ့အတူလိုက်ပါခဲ့တဲ့အရာအလုံးကိုကူညီပေးခဲ့ပြီးပြမန်းစင်းရဲမှုတွေကိုတစ်ခါမှမငြင်းညူခဲ့ဘူးနောက်ပိုင်းမှာသူတို့နှစ်ယောက်အပြင်းထန်နာမကျန်းဖြစ်နေတဲ့ကလေးလေးတစ်ယောက်နဲ့တွေ့ခဲ့ကြတယ်တာကြီးကကလေးကိုပွေ့ချပြီးအပြေးသွားခဲ့တယ်လို့ကွမ်းစိန်ကလည်းအနောက်ကနေမလွတ်တမ်းလိုက်ပါခဲ့တဲ့အဲ့ဒီအချိန်ကစပြီးတာကြီးရဲ့စိတ်ကလေးမှမှုတွေတဖြည်းဖြည်းပြိုလဲလာခဲ့တယ်ကွမ်းစိန်ရဲ့ခန်းစားချက်တွေကအစစ်မှန်ဖြစ်တယ်လို့စတင်ယုံကြည်လာခဲ့တဲ့ဆက်သွယ်ဖို့အကောင့်တွေဖလှယ်ပြီးနောက်သူတို့ရဲ့ဆက်ဆံရေးကပိုနီးဆက်လာခဲ့တယ်ကွမ်းစိန်ကတစ်ခါတရံစာထဲမှာချွဲနွဲ့တက်တဲ့တာကြီးကတော့အပြင်ပန်းမှာတည်ငြိမ်နေတယ်လို့ထင်ရပေမဲ့တကယ်တော့သူတို့ရဲ့စကားပြောမှတ်တမ်းတွေကိုခဏခဏပြန်ဖတ်နေခဲ့တယ်ကွမ်းစိန်ပို့ပေးခဲ့တဲ့စတစ်ကာလေးတောင်တိတ်တဆိတ်သိမ်းထားပြီးရတနာတစ်ခုရထားတယ်လို့ပြောရွှင်နေခဲ့တယ်တညမှာတော့ကွမ်းစိန်ကသူ့ကိုရုတ်တရက်တားလိုက်တယ်သူတို့နှစ်ယောက်ပုံနီးကပ်လာပြီးပတ်ဝန်းကျင်အခြေအနေကလည်းရင်ခုန်ပွဲကောင်းလာခဲ့တယ်တာကြီးကတည်ငြိမ်အောင်စူးစမ်းခဲ့ပေမဲ့ညလုံးချင်းစုံလိုက်တဲ့အခါထိန်းချုပ်ရခက်လာခဲ့တယ်နောက်တစ်ခဏမှာတော့ကွမ်းစိန်ကသူ့ကိုနမ်းလိုက်တယ်နမ်းပြီးတဲ့နောက်ကွမ်းစိန်ကရှက်သွေးဖြာကကိုယ်ခန်းထဲကိုပြေးဝင်သွားခဲ့ပြီးတာကြီးကတော့နှုတ်ခမ်းကိုလက်နဲ့ထိကိုင်ရင်းအချိန်တော်ကြာရက်နေခဲ့တယ်အဲ့ဒီအချိန်မှာသူတိသွားခဲ့တယ်ကွမ်းစိန်ကိုတကယ်ချစ်မိနေပြီဆိုတာဒါပေမဲ့နောက်တနေ့မနက်သူမကိုတွေးဖို့မျှော်လင့်ချက်တွေနဲ့သွားရှာတဲ့အခါကွမ်းစိန်ရဲ့အခန်းကချက်ကလုတ်ပြီးသားဖြစ်နေခဲ့တယ်သူမှမရှိတော့ဘူးပေးခဲ့တဲ့ပန်နာရုပ်လေးတောင်အမှိုက်ပုံးနဲ့ပြစ်ထားတာကိုတွေးလိုက်ရတယ်အဲ့ဒီအခိုက်အတန့်မှာတာကြီးရဲ့နှလုံးသားတစ်ခုလုံးမြုပ်မြုပ်သွားခဲ့တယ်ဒေါသနဲ့နာကျင်မှုတွေရောနှောလာပြီးကွမ်းစိန်ဟာသူ့ဘဝတွေကခဏတာဖြောပြေးစရာတစ်ခုအဖြစ်သာသဘောထားခဲ့တယ်လို့ယုံကြည်သွားခဲ့တယ်ဒါကြောင့်သူမကိုချက်ချင်းသွားလုတ်ပစ်လိုက်တယ်ဒါပေမဲ့သူမသိခဲ့တာတစ်ခုရှိတယ်ကွမ်းစိန်ကသူမရဲ့ဖခင်ရုတ်တရက်ပြင်းထန်နာမကျန်းဖြစ်သွားလို့အိမ်ကိုအလောတကြီးပြန်သွားခဲ့ရတာဖြစ်တယ်အရာအားလုံးပြီးဆုံးသွားတဲ့နောက်တာကြီးကိုရှင်းပြဖို့စူးစမ်းတဲ့အခါသူမဘွားခံထားရတာကိုတွေးလိုက်ရတဲ့ကွမ်းစိန်ဟာအံ့ဩသွားခဲ့တယ်။အဲ့ဒီအနမ်းဟာအတိတ်ပဲမရှိခဲ့ဘူးလို့ထင်လာခဲ့ပြီးတာကြီးကသူမကိုဘယ်တော့မှမချစ်ခဲ့ဘူးလို့ယုံကြည်သွားခဲ့တယ်ဒီနေ့မှာတော့တန်ကြံမာကသူတို့ကိုပြန်ဆောင်စေခဲ့တဲ့စေယုံစင်ကြံလမ်းမှာတာကြီးကကွမ်းစိန်ကိုအမျိုးသားဆရာဝန်တစ်ယောက်နဲ့ရေမောစကားပြောနေတာမြင်လိုက်ရတယ်သူမျက်နှာချက်ချင်းအေးဆက်သွားခဲ့တယ်။ဒီခံစားချက်တွေကိုအဆုံးသတ်ဖို့လှည့်ထွက်သွားမယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲကွမ်းစိန်ကစေယုံခန်းတကားကိုတွန်းဖွင့်ပြီးဝင်လာခဲ့တယ်သူတို့နှစ်ယောက်မျက်လုံးချင်းစုံသွားခဲ့တယ်။မျက်နှာမှာအံ့ဩမှုတွေပြည့်နေသွားခဲ့တယ်ထိတ်လန့်သွားတဲ့ကွမ်းစိန်ကချက်ချင်းလှည့်ထွက်ပြီးအပြေးထွက်သွားခဲ့တော့တယ်လိုက်အန်ဖော်လို့လုပ်ပြီးဆက်လက်စောင့်ကြည့်ပေးပါအောင်ရှင်။